ကဲဒီနေ့တော့ကျမချစ်မဝတဲ့သားအဖားနှစ်ယောက်ကိုငါးဥလေးချက်ကျွေးမှဖြစ်ပါတယ်ရှင်အရင်ဆုံးငါးဥလေးကိုဂျင်းနဲ့နနွင်းလေးထည့်ပြီးတော့တရေအရင်ပြုတ်လိုက်ပါတယ်ရေခမ်းရင်ငါးဥလေးကိုခဏဆက်ထားမယ်ပြီးရင်အဲ့ဒီအိုးထဲမှာပဲစီထက်ပြီးတော့ကျက်သွန်နီနဲ့ကျက်သွန်ပြူလေးကိုစီတက်လိုက်ပါမယ်ရှင်ကဲကျက်သွန်ပြူနီလေးမွေးလာပြီဆိုရင်ခရမ်းကြီးနီလေးထည့်စားနဲ့ကျက်သားမုံလေးထည့်ငပြားရီလေးထည့်ပြီးတော့ခရမ်းကြီးနီလေးတွေဣလာအောင်လို့တခြားလေးမွေပြီးတော့ချက်ထားပါမယ်ရှင်ရင်သွေးလေးထည့်ပြီးတော့ခရမ်းချင်သီးလေးဣလာအောင်လုံးမယ်ပေါ့နော်ကဲခရမ်းချင်သီးလေးတွေဣပြီဆိုရင်တော့ငါးဥလေးကိုထည့်ပြီးတော့ကျမဇွန်းလေးနဲ့ပဲခြေလိုက်ပါတယ်ရှင်ကဲတိချာလေးခြေပြီးတော့ငါးဥလေးကိုတိချာမွေးအရတာလေးနည်းနည်းပါးပြန်ထည့်ရင်သွေးလေးထည့်ပြီးတော့အိုးကိုတည်ထားလိုက်ပါတယ်ရှင်ကဲကျမရဲ့ငါးဥချက်လေးအဖြစ်ရင်အခုဆိုရင်မွေးနေရောပေါ့နော်တားဖတ်နှစ်ယောက်ကလည်းငါးဥချက်ဆိုအရန်ကိုကြိုက်ကြတာပေါ့နော်ကဲမွေးတော့အောင်လို့တနက်ပင်လေးထပ်ထည့်ပြီးတော့တိချာလေးမွေးလိုက်ပါမယ်ရှင်အခုဆိုရင်ကျမရဲ့ငါးဥချက်လေးအဖြစ်ရင်အနံ့အရတာနဲ့ပြည့်စုံပြီးတော့အရန်ကိုစားကောင်းပါတယ်ရှင်အင်းရှင်မလေးတို့လည်းတစ်ခေါက်လောက်ချက်စားကြည့်နော်ကျေးဇူးပါရှင်ကြည့်ပေးလို့